သူက10နဲ့30ကြာမှာဆို30ရာခိုင်နှုန်း discount နဲ့ရတာပေါ့ nice ဒီ brand ကိုအခုတော့မတရားကြိုက်နေပါလဲဆိုအဲ့ဒီ logo ကိုကြိုက်တာပေါ့လုံးဝ design ကမသိရင်တော့ဟိုတဲ့လုံးဝဟိုဘယ်လိုပြောမလဲအလွန်ကျွန်းကြီးလို့ထင်ရတယ်ကွာလုံးဝဒါပေမဲ့အရန်ကြီးမဆိုးပါဘူးကွာဟမ်ကဲဒီနေ့ပေါ့နောက်ဆုံးတော့အချိန်ချင်းဝယ်ဖို့စဉ်းစားနေနေအခုတော့လက်ဆောင်ပေးမဲ့ရှိတော့ဝယ်လိုက်ပါပြီဒီကြောပွဲဒါလေးတော့ဒီ logo ဒီဟာလေးဒါလေးသူက10နဲ့30ကြာမှာဆို30ရာခိုင်နှုန်း discount နဲ့ရတာပေါ့ nice ဒီ brand ကိုအခုတော့မတရားကြိုက်နေပါလဲဆိုအဲ့ဒီ logo ကိုကြိုက်တာပေါ့လုံးဝ design ကမသိရင်တော့ဟိုတဲ့လုံးဝဟိုဘယ်လိုပြောမလဲအလွန်ကျွန်းကြီးလို့ထင်ရတယ်ကွာလုံးဝဒါပေမဲ့အရန်ကြီးမဆိုးပါဘူးကွာဟမ်ဘောင်းမီတွေဆိုလဲတော်တော်လေးကိုမိုက်တယ်နည်းနည်းလူငယ်အရန်ဆန်တယ်ပြောရမှာပေါ့ဒါပေမဲ့လူငယ်ဆန်တဲ့အထက်ကမှဘောင်းမီတွေကြအရန်ရှုပ်မဖြစ်ဘူး okay နည်းနည်းဘယ်လိုမှရှင်းလင်းလေးတွေလည်းရှိတယ်အဲ့ဒါနဲ့အခုဒီဇိုင်းကဒီနေ့ဘောင်းမီကတော့တခြားညီလေးတယောက်ဝယ်တာကိုဝယ်ပေးတာပါကိုကတော့အင်းကြီးတော့ပြတဲ့ခုနကြောပွဲဝယ်လိုက်တာမဟုတ်ဘူးဒီနေ့တော့နောက်ဆုံးဝါနေ့တော့နောက်ဆုံး finally အိတ်ဝယ်ပြီးတော့ပါမယ်မွေးနေ့လက်ဆောင်ပထမတစ်ခုပေါ့နော်ဝါအော်ဆိုင်ရကောင်လေးရတော့ဘောတော့ကောင်းပါလေရှေးတစ်ခုတော့လက်ဆောင်ပေးဒါပေမဲ့ဝါအုတ်ထုတ်တွေကဓာတ်တွေကတော့နည်းနည်းထူးဆန်းတဲ့အုတ်ထုတ်တွေပေါ့နော်ကိုကတော့အဲ့လောက်ကြီးစမ်းပြရင်တော့မကြိုက်တော့ဘူးကွာဒါပေမဲ့ကြိုက်တာအဓိကဒီ logo တော်တော်ကိုကြိုက်တယ်ကွာဒါပေမဲ့ကျောဝေးကလည်းတကယ်လိုချင်လို့မရှိနေရတယ်ဟုတ်ဒါဒီနေ့ရဲ့ fashion ဒါပေမဲ့အပေါ်ကတော့ fading ကနည်းနည်းထူလွန်းနေတော့ဒီနေ့အဲ့ဘောင်းမီယာကာကိုအောက်ကဖနက90မိနစ်ကမွေးနေတော့ရတယ်အဲ့တော့ဒီနေ့ကဒီလောက်နဲ့မစတတ်မယ်ဒီမှာဆိုင်မှာဆွဲကြိုးတွေရှိသေးတယ်သူ့ရဲ့ဒါဆိုသူ့ရဲ့ logo ပဲဒီ logo ဆွဲကြိုးမဆွဲကြိုးတော့မွေတော့ပါဘူးတော့ပါလား yeah boy သူများဝယ်ပေးရတယ်ပြောနေအခုကိုယ်လည်းလက်ဆောင်တစ်ခုဝယ်ပြီးတော့ကျေးဇူးတင်ပါတယ်ဝယ်ပေးတဲ့အမကြီးလည်းကျေးဇူးတင်ပါတယ်အခုကဂျာကင်ကိုဗျာမနေ့ကကျွန်တော်ဝယ်တာဒီဂျာကက်တွေပေါ့ဒီမှာအယောင်ကတော့သူကလုံးဝအမဲအပြောင်မဟုတ်ဘူးဒါပေမဲ့လုံးဝကိုသူက vintage vibe ရတာပေါ့နော်ဒီအယောင်ကျတော့နည်းနည်းလူငယ်20ဝန်းကျင်လောက်ဆိုနည်းနည်းကျွန်တော်မလိုက်ပါဆိုလို့မနေ့ကရွေးပြလိုက်တယ်ဒီအယောင်ရွေးပြလိုက်တာအဲ့တော့ဒါဒီနေ့ရဲ့နောက်ဆုံးဗီဒီယိုဖြစ်မယ်ပေါ့နော်ဒီနေ့ဒါကိုဝယ်လိုက်တာဒီမှာလေ10ကနေ50ရာခိုင်နှုန်းဒီချာကင်ကဘလောက်နဲ့ရတယ်လဲဆိုမူရင်းစီကျွန်တော်ပြမယ်နော်ဒီချာကင်ဘလောက်တောင်သူတို့ဟိုဖြစ်နေဆိုတော့ဒီမှာဝင်စီ3သိန်းနဲ့9000ပြောပါတော့3သိန်း6000 9000အဲ့တော့အခုရတာ3သိန်း1000တောင်မပြည့်တဲ့ဈေးနဲ့ရတာဆိုတော့ okay ဒီတိုင်းဝယ်လိုက်ပါပြီအဲ့ဒါမနေ့ကဝယ်ထားပြီးသားဒီနေ့ကလိုအပ်လို့တခြားထပ်လာဝယ်နေကျွန်တော်အချိန်ချင်းယူမတဲ့ကြိုက်နေတဲ့ကြောဝဲကိုဒီနေ့တော့ဝယ်လိုက်တယ်ပေါ့ဆိုပါတော့ဒါလေးအမတန်ကိုကြိုက်တာသူ့ရဲ့ဟိုဟာဒီဇိုင်းကဘလောက်တောင်ထူးဆန်းလဲဆိုဒီမှာကြည့်သူ့နောက်ထဲမှာပါတယ်နော်အဲ့ဒါဒီမှာကြည့်အဲ့လောက်ထိသူကအသေးစိတ်ချုပ်ထားတာတွေ့လားသူ့ရဲ့ logo ကိုအထက်မှာကြောပြင်မှာဒီပါတာကျွန်တော်အဲ့ဒါကိုကြိုက်တာသူများရဲ့လုံးဝမတူတဲ့ဒီဇိုင်းကိုတော်တော်ကိုကြိုက်သွားလို့ဝယ်ဖြစ်သွားတာဒါပေမဲ့ကြောဝေးကအရန်လေးပေါ့လို့တွေ့လားအဲ့တော့ကျွန်တော်ကတော့ခေါ်တာမဟာဂရိလို့ခေါ်လိုက်တယ်ဒီ brand ရဲ့နာမည်ကို okay အဲ့တော့ဒီနေ့တော့ဒီလောက်နဲ့ပဲလက်စားတတ်မယ်နော်တတ်တာဝယ်ပေးတဲ့အမကြီးကျေးဇူးပဲနော်တတ်တာနောက်ပိုင်းတော့ကျွန်တော်အဲ့လိုဗီဒီယိုလေးအတက်နိုင်ဆုံးတင်ပေးမယ်ပေါ့နော်ပြောမယ်ဆိုတော့ဒီ post ကိုမင်းမေကိုလည်းပြမယ်ရဲကိုလည်းတိုက်မယ်
ကြည့်ကြပါအောင်လို့ဒါကတော့ကျွန်တော်ပုံမှန်ရိုးရှင်းပဲဒီအင်းကြီးကနွေရာကြီးဆိုဝတ်တယ်ဗျာဒါပေမဲ့အခုကအပေါ်ကဖဲတင်ပါတော့အရန်ထူတာနဲ့ဒီထဲထဲနဲ့ပြီးသွားတာပေါ့နော်ရာသီဥတုကဒီနေ့မိုင်းနဲ့ဆင်းမဲ့ထင်တာမိုင်းနဲ့မဆင်းဘူးအပူချိန်တော့0လောက်တော့ဖြစ်နေမှာပေါ့နော်အဲ့တော့ဒီလောက်နဲ့လုံတော့ပါတယ် fashion လည်းမဆိုးပါဘူးနော် okay တက်တာ